ngắm màu lấy tê vì hey giá lao ngắm màu tê vì làm gì phê đâu to về phê đâu nãy có gì mua không thế mà tê tê mà mày tê tê xèo rồi ồ ngắm màu này khuy ra rồi khai tỷ này videoဒီမှာမမကြီးကျွန်တော်အမွေးလို့ခြင်းတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အများဆုံးအိမ်နာမှာအဲကုန်းအလုံး600တက်ရမှာမလို့အမွေတွေခွဲပြီးတော့ဖေဖေတို့မေမေတို့မရှိစဉ်ကာလကလေးကမမကြီးအမွေတို့လော်ကြီးအောက်ထားနော်ကျွန်တော်သိတယ် အမွေတွေကိုလက်ဝက်ကြီးအုပ်ထားရအောင်ပြောရအောင်နင့်ကိုအဖေနဲ့အမေမသေးခင်တော့နင်အသက်300ပြည့်တော့မှအမွေခွဲပြီးမယ်လို့တခါတည်းမှာခဲ့တာလေအခုနင်အသက်300ပြည့်ပြီလား မမကြီးအကြီးဆုံးကြီးမညစ်နဲ့နော်ဘလို့လို့အသက်300ပြည့်မှာတော့တည်တန်းစာထဲမှာဖေဖေမေမေတို့ကအသက်30လို့တိကျရေးပေးကြတော့မမကြီး300တလုံးထပ်ပို့လိုက်တယ်ကျွန်တော်မသိမြတ်မှတ်နေလား ဟဲ့လားမမကြီးလည်းလက်လွန်သွားတာမသိဘူးအဲဒီလိုလုပ်ပါလားအဲ့ဆိုမမကြီးတို့အခုအမေတို့အဖေတို့ခြံခဲ့တဲ့အမွေကို၄ပုံပုံလိုက်မယ်ပုံပြီးတော့တယောက်တစ်ပုံယူကြတာပေါ့ လေးပုံပုံပြီးတယောက်တစ်ပုံယူမယ်ဆိုတော့ကျန်တဲ့နှစ်ပုံပဲမှာတော့ ဟုတ်ကျန်တဲ့နှစ်ပုံကမရှိတော့ မမကြီးတော့အကြီးဆုံးကြီးအဲ့လိုလုပ်လို့မရဘူးကျွန်တော်မသိဘဲနဲ့အဲ့ပစံတော့လို့သုံးလို့ရမလားဗျ ဟဲ့ခင်ကောင်စကားစစ်စစ်ပြောမယ်ငါကအမွေတွေကိုပေါက်လို့ပဲစားသုံးလိုက်တယ်များထင်လို့လားဒီမှာငါကလေ9ရက်သားသမီးတွေအတွက်ကောင်းကျိုးပြုလိုက်တာနင်သာတို့ခေါ်လို့ရသေးရဲ့ဟွန်း ။ဩမမကြီးကဟို9ရက်သားသမီးကောင်းကျိုးတော့ဆိုတော့ဟိုလမ်းခင်းတရားဆောက်လိုက်တာလား။ဘာမှဖုန်းကြောင်းဆောက်ပြီးလူလိုက်တာလားဟင် ဟုတ်မပြောချင်ပါဘူးငါမောင်ရဲ့ ။ဩပြောပါဒါမှမဟုတ်မမကြီးဓမြတိုက်ခံလိုက်လို့လားလူခံလိုက်လို့လား နင်ပြောတာတခုမှမဟုတ်ဘူးအပူးပြောင်းနေလို့လေသုံးဘက်စတိုက်လာလိုက်တာဟဲ့လားပါသွားတာ ။မမကြီးကလုံးလိုက်အဲ့တိုင်းကြီးပဲဗျာ။အဲ့ဒါထားလိုက်တော့ကျွန်တော်သိတာတစ်ခုရှိသေးတယ်။မိမိမဆုံးခင်ကမှမွန်ပြည်နယ်အကြီးဆုံးစိတ်ဆိုင်ရုံးဝတီကနေမိမိစိတ်တစင်စာဝယ်ပြီးတော့မမကြီးလက်ထဲမှာအပ်ခဲ့တာသိရတော့အဲ့စိတ်တစင်စာပဲမှာတော့ ဟဲ့အဲ့ဒါကတော့ရှိတာပေါ့ဒီမှာနင်အသက်30ပြည့်နေကြမှာခွဲပေးမယ်အခုနင်အသက်30ပြည့်ဖို့တစ်လအောင်လို့သေးရမဟုတ်ဘူးလားဒီစမ်းမဟဲ့အာယုန်နေမနောက်ဆောင်မှာဒီမှာသမင်းစားကနန်းရောက်တော့မယ်ဟဲ့ငါသွားလိုက်အောင်မယ်ညကလေးငါ့ကိုတိုက်ကကနန်းပေးထားတယ်အဲ့ဒါသွားထုတ်လိုက်အောင်မယ် မမကြီးကိုတခါတည်းပြောခဲ့မယ်နော်နောက်တစ်လနေလို့ရှိရင်ကျွန်တော်အသက်30ပြည့်တဲ့နေ့မှာအမွေတွေမဖြစ်ဖြစ်အောင်လုပ်ချင်တယ်ကျွန်တော်ရှင်းနေနဲ့လာခဲ့မယ်မမကြီးစောင့်နေလိုက်ပါ ဒီကောင်ကတစ်လအတွင်းမှာလက်စားဖြောက်မှရတွေ့ကြသေးတာပေါ့ရှင်ရှိုးကန်းထဲမှာစီကိုအပြည့်လောင်းထားလိုက်ပြီအဲ့ရှင်ရလို့ရှိရင်သူဝင်လာရင်တခါတည်းရှော့တခါတည်းပိတ်ငါအမွေတွေကိုတယောက်တည်းလိုချင်တာပါမောင်လေးရေရှိုးရပြီမမဒီမှာရေကိုရေနွေးလေးနဲ့တေချာဆက်ထားပေးတယ်မြင်လာရှိုးလိုက်တော့နော် ဟုတ်လာပြီမမကြီးအမလီငါမမကြီးဘာလို့သဘောကောင်းနေလဲသိငါတော့ရင်နွေးနဲ့ဆက်ပြီးထားရတယ်ဟုတ်ကဲ့ချိုးလိုက်မယ်မမကြီးအမလေးမမကြီးကဲအောင်မမကြီးကဲအောင်မမကြီးတရား ဟဲ့ငါမောင်လေးတေးပြီဟဲ့လာလာငါမောင်တေးပြီလားမသိဖဲတော့သွားဝယ်ဖဲတော့နိုင်ဘူးညီမဖုန်းဆက် မသိသေးဘူးမမကြီးမသိသေးဘူးဆရာဝန်ကို အော်ငါမောင်လည်းအခွင့်အရေးရတော့တခါရဲတေးလိုက်ပြီးရော ဘလို့သိကြရ ဟုတ်ဟဲ့ဟုတ်ဘာပြောရသေးလဲမောင်လေး မဆရာဝန်ကိုပဲဆရာဝန်ကိုပဲ အော်ဆရာမလို့ပါဘူးမမစီးလိုက်ပေးမယ်လေ ဆရာဝန်ကိုပဲမလုပ်နိုင်တော့ဆရာဝန်ကိုပဲကျိုးကိုပြီးကိုကျိုးကိုပြီး အေးပါခေါ်ပြီးရမယ်ကြံစီကမအောင်ပြပြန်ဘူးဘေးကိုတင်လိုက်တခါရဲကိစ္စပြီးနားအေးရ အာဘာမှတော့စိုးရိမ်ကြတော့မရှိတော့ပါဘူး ဟို तू ကလေပနက်ဆလင်နဲ့မတည့်ဘူးငါးလုံးလောက်ကိုလေနှစ်ထင်ထိုးပေးလိုက် ချက်ကျွန်တော်မလုပ်ဘူးနော် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဟဲ့မောင်လေးမောနေရလားအသက်ကိုဖြည်းဖြည်းယူဟိုငရဲကိုအာယုံပြုငရဲကိုအာယုံ ဘယ်လိုလဲအာရုံပြတယ်မမကြီးရဲ့ မလို့ဟိုဖះကိုအာယုံပြုလို့ပြောတာနော် မမကြီးရဲ့မော်လေးဒီတောင်ကိုကြော်နိုင်ပါမလားမသိဘူး အော်ငါမောင်ရဲ့ဘာလို့ကြော်မှာလဲပြင်မရတယ်ကြားတယ် မကြီးကောင်းနေမလဲ ဟဲ့မရတော့ကျွန်တော်မရ တကယ်သိပြီလားသိဆရာကြီးတကယ်သိပြီလားမသိဘူးတကယ်သိပြီဒီအမတကယ်သိတာဆရာကြီးဆရာသူ့ကိုလေဂူမသွင်းနဲ့နော်တခါတည်းမီးတကြိုးပြဖြစ်အောင်လုပ်ဂူသွင်းလို့ရှိရင်ထလာမှာကြောက်လို့ဟိုဆရာအာတုပကိစ္စကြီးဆရာတစ်ချက်စီစဉ်နာပြီနော်ကျမလေးမွန်ပြည်နယ်ရဲ့အကြီးဆုံးစင်တိုင်းယူဝတ်ကြီးတစ်ချက်ပြေးလာအောင်မယ်သူ့ပစ္စည်းကိုသူ့သေအောင်တစ်ချက်ပြေးအောင်လာမပြန်ထလာမှာဆိုလို့ဟိုဆရာဟိုအာတုပကိစ္စကိုဆရာတစ်ချက်လုပ်တာပြီနော်ဟိုအာတုပကန်ထရိုက်ပဲကျမပြန်လာလို့ရှိရင်ပတ်စံနေအကုန်ချင်းပေးမယ်နော်ကျမသွားလိုက်အောင်မယ်နော်အဲ့တော့ပြန်ရှင်လာအောင်မလို့ရမယ်ညီမလေးဒါလေးပြန်အောင်ချင်လို့ညီမတို့မိမိလက်ထက်တွေကနေပြီးတော့ဟိုဝယ်ထားပေးတာဟိုငငယ်လေးလုပ်ပြီးနော်ဟိုကောင်ပြန်ရှင်လာမှာဆိုလို့ ရတာပါမရဲ့ညီမတို့ရဲ့မွန်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ရုံးရီမှာကစိတ်ဆိုရင်အလဲစီတို့အရာ 8% နဲ့ပြန်လည်ဝယ်ယူပေးတယ်နော်မ ဒါမရှုံးဘူးဟုတ်ညီမလေး အမဝယ်ထားတာပဲ3နှစ်လောက်ရှိနေပြီဟာဝဝက်ကွယ်ကိုမြတ်တယ်မ အေးငငယ်လေးလုပ်ပြီးဟိုကောင်ပြန်ရှင်လာမှာဆို မကြီးမကြီးမမကြီး ဟဲ့你们这队伍啦？ မသေးသေးဘူးဆိုတော့မျောတော့တာမမကြီးရဲ့ 谁让你们啊？讲叫的，这卡的米修不来吧？兄弟们， ဟိုကမရောက်နဲ့နော် 你们嘞， မကြီးမမ